ဗီနီစီယာဂျူနီယာဟာအာဆင်နယ်ကိုလာနိုင်မလားအာဆင်နယ်ကတကယ်ခေါ်ဖို့စိတ်ဝင်စားနေပြီလားလာစာကရောဘယ်လောက်တောင်းနေလဲဆိုတာကိုဆွေးနွေးချက်လေးကိုသုံးသပ်ကြည့်လိုက်ရအောင် Facebook TikTok နဲ့ YouTube မှာကြည့်ရှုတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာအရှာအာဆင်နယ်ခွန်တန်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်အာဆင်နယ်ပေးသက်တွေအတွက်အခုနောက်ဆုံးထွက်ပေါ်လာတဲ့အပြောင်းရွှေ့သတင်းတွေကမှအကြီးမားဆုံးလို့ပြောလို့ရတဲ့သတင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့ Real Madrid နဲ့ Brazil ရွေးစင်ကျဲပွင့် Vinicius Junior ကိုအာဆင်နယ်အသင်းကခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ဆိုတဲ့သတင်းတစ်ခုဖြစ်ပါတယ်ဒီသတင်းကိုဖော်ပြလာတာကတော့ယုံကြည်ရတဲ့သတင်းအရင်းမြစ်ဖြစ်တဲ့ Sky Sport ကဖြစ်ပါတယ် Sky Sport ရဲ့နောက်ဆုံးဖော်ပြချက်အရအာဆင်နယ်ဟာVinicius Junior ကို Emirates ခေါ်ယူနိုင်မဲ့အခြေအနေကိုစတင်စူးစမ်းနေပါတယ်ဒါပေမဲ့ပြည်သက်တွေအနေနဲ့တော့ဒီနေရာမှာတစ်ချက်သတိထားဖို့လိုပါတယ်အာဆင်နယ်နဲ့ Real Madrid ကြားတိုက်ရိုက်ဆွေးနွေးမှုလက်ရှိအခြေအနေထိတော့မရှိသေးပါဘူးဒါကြောင့်အခုချိန်မှာ Vinicius Junior ကအာဆင်နယ်ကိုပြောင်းတော့မယ်ဆိုတဲ့အဆင့်မရောက်သေးပါဘူးလက်ရှိအခြေအနေကတော့အာဆင်နယ်ဘက်က Vinicius ကိုသူတို့ရဲ့တိုက်စစ်ပြစ်မှတ်စင်းထဲမှာထည့်သွင်းထားပြီးအခြေအနေကိုစောင့်ကြည့်နေတဲ့အဆင့်တို့ပြောလို့ရပါတယ်Sky Sport ရဲ့သတင်းအရအာဆင်နယ်ဟာ Vinicius Junior တဦးတည်းကိုစိတ်ဝင်စားနေတာမဟုတ်ပဲ Julian Alvarez, Diomandi နဲ့ Bradley Barcola တို့ကိုလည်းစောင့်ကြည့်နေပါတယ်။ဒါပေမဲ့ Vinicius Junior ကတော့ဒီစရင်ထဲမှာအကြီးမားဆုံးနာမည်တစ်ခုဖြစ်နေပါတယ်။အာဆင်နယ်ကဘာကြောင့်ဘယ်တောင်ပန်နေရာကိုအားပေးချင်နေတာလဲ။အကြောင်းရင်းကတော့ Leandro Trossard ဟာအာဆင်နယ်ကနေထွက်ခွာသွားခဲ့ပြီးအာဆင်နယ်က Christo Zolik ကိုပေါင်34တန်းနဲ့ခေါ်ယူထားပါတယ်။ဒါပေမဲ့အခြားရွေးစရာအဖြစ်ရှိနေခဲ့တဲ့ Gabriel Martinelli ကပြီးခဲ့တဲ့ Premier League ရာသီမှာတကိုးသာတွင်းယူနိုင်ခဲ့တာကြောင့်အာဆင်နယ်ဟာဒီနေရာမှာပုံမကောင်းမွန်တဲ့တိုက်စစ်တစ်ခုထပ်မံအားဖြည့်ဖို့ရှာဖွေနေတာလည်းဖြစ်ပါတယ်။ဒီနေရာမှာ Vinicius Junior ကိုသာခေါ်ယူနိုင်ခဲ့မယ်ဆိုရင်အာဆင်နယ်ရဲ့ဘယ်တောင်မှတိုက်စစ်ဟာအဆင့်တစ်ဆင့်တက်သွားမှာသိကြပါတယ်။ဘာကြောင့်လဲဆိုတော့ Vinicius Junior ဟာ Real Madrid နဲ့ Champions League အောင်မြင်မှုတွေရရှိထားသလို2024မှာလည်းဘောလုံးတီယောစုကိုဒုတိယနေရာမှာရရှိခဲ့တဲ့ကမ္ဘာအဆင့်တိုက်စစ်ကစားသမားတဦးဖြစ်ပါတယ်။ဒီအပြောင်းရွှေ့ဟာအာဆင်နယ်အတွက်အကြီးမားဆုံးအတားအဆီးကတော့ပြောင်းရွှေ့ခြင်းထက်လာစာကိစ္စဖြစ်လာနိုင်ပါတယ်။ Vinicius Junior ဟာ Real Madrid နဲ့လက်ရှိစာချုပ်ရဲ့နောက်ဆုံးနှစ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။အကယ်၍စာချုပ်အသစ်အတွက်သဘောတူညီမှုမရခဲ့ဘူးဆိုရင် Real Madrid အနေနဲ့လာမယ့်နှစ်တွေမှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာသွားတာထက်ဒီနေရာဒီမှာပဲရောင်းချဖို့စဉ်းစားလာနိုင်ပါတယ်။ Sky Sport ရဲ့စပိန်ဘောလုံးကျွမ်းကျင်သူ Terry Gibson ရဲ့အဆိုအရ Vinicius ဟာလက်ရှိမှာတစ်နှစ်လျင်အသက်တင်ယူရို15တန်းခန့်ရရှိနေပြီး Real Madrid ကစာချုပ်သစ်အတွက်ယူရိုတန်း20ပေး